အဲ့မှာတော့ဝတ္ထုခိုင်း16ထဲကအကြောင်းအရာလေးကိုကျွန်တော်တို့ဆင်ခြင်ခွန်ယူအောင်နော်အဲ့မှာတော့ဝတ္ထုခန်းကြီး16 29 30နော်ထောင်မှုသည်ဤတွန်းသောမိကိုတောင်းဤနာပြေဝင်၍ဘောရင်းလာတို့ဤရှိ၌ဘုံတော်ရပြောင်းသည်သူတို့ကိုဤလိုတော်ဤရဲ့အကျေတော်အကြောင်းဒီကဲ့သို့ခြင်းတို့ရောက်အပ်တော်မှာအဲသို့ပြရမည်ဒီကြောင့်ဘောလူနဲ့သီလနော်ဧဝံဂေလိတရားကြောင့်ထောင်ထဲမှာကျင်းချခံရတယ်ကျင်းချခံရတဲ့အခါမှာဘောလူနဲ့သီလထောင်ထဲမှာနော်ကျွန်တော်အားလုံးသိပါတယ်နော်ချီးမွမ်းတယ်အကောင်အချိန်မှာချီးမွမ်းတယ်အကောင်အချိန်မှာချီးမွမ်းတဲ့အခါမှာထောင်တကားတို့ကနော်ကျင်းစွာနော်မြေကြီးလှုပ်တယ်နော်ငလင်လှုပ်တာပေါ့နော်ကျင်းစွာမြေကြီးလှုပ်ပြီးတော့မှထောင်တကားတွေပွင့်ထွက်ပြီးတော့မှထောင်သားနဲ့ဘောလူသီလအားလုံးကထောင်ထဲကနေလွတ်ကြတယ်အဲ့ချိန်မှာထောင်မှုကသူ့ကိုယ်သူနော်တက်တည်မှုသူလုပ်တယ်ဘာလို့ထောင်သားတွေထွက်ပြေးပြီဆိုတော့နော်ဘယ်လိုပြောမလဲဆိုတော့ထောင်သားတွေထွက်ပြေးကုန်ပြီဆိုတော့ तू ကလမ်းမရှိတော့ဘူးလေနော်ဆိုတော့ထောင်သားတွေလွတ်တယ်ဆိုတော့ तू အသက်ခံရဖို့ပဲရှိတော့သူများမတက်ခင်မှာသူ့ကိုယ်သူပဲတက်တည်မယ်ဆိုတဲ့ပုံစံမျိုးနဲ့တက်တည်ဖို့လုပ်တဲ့အခါမှာဘောလူနဲ့တိလာသူ့ကိုတားတယ်တားပြီးတော့မှနောက်ဆုံးတော့ထောင်မှုကနော်ကြီးတော့အတန်နဲ့ဘောလူနဲ့တိလာကိုလှမ်းပြီးတော့မှဗာပြောလဲဆိုတော့ဘောလူနဲ့တိလာချင်းမှာပြက်ဝတ်ပြီးတော့မှစနကျွန်တော်ဖတ်တဲ့စကားကိုပြောတာသူကတင်ချင်းရဖို့တဲ့နော်သူဘာလုပ်ရမလဲနော်သူကတင်ချင်းရဖို့သူဘာလုပ်ရမလဲဆိုတော့ဘောလူနဲ့တိလာကတင်ချင်းဧဝံဂေလိသတင်းစကားကိုဟောတယ်သူလည်းတကယ်တမ်းကြားလို့ရှိရင်သူလည်းကြားဘူးတယ်ဒီထောင်မှုလည်းဗာဖြစ်လဲကြားဘူးတယ်ဒီနှစ်ယောက်ဘာလို့ထောင်ကြလဲဆိုတာသူတို့သိတယ်နော်အဲ့တော့သူကြားတဲ့ဧဝံဂေလိသတင်းစကားသူကြားတဲ့တမန်တရားပေါ်မှာနော်သူကပေါလုနဲ့တိလပေါ်မှာမေခွန်းရှိတယ်နော်မေခွန်းရှိတယ်လူတိုင်းကဘဝမှာလွတ်မြောက်ချင်ကြတယ်နော်ဘဝမှာလူတိုင်းကလွတ်မြောက်ချင်ကြတယ်အောင်မြင်ချင်ကြတယ်လူတိုင်းမှာဘဝမှာလူတိုင်းကမလွတ်မြောက်ချင်တဲ့လူမအောင်မြင်ချင်တဲ့လူတရားမှပါဖြစ်လဲမရှိဒီထောင်မှုလဲသူကိုသူမလွတ်မြောက်နိုင်ဘူးဆိုတာသူသိတယ်နော်သူကိုသူမလွတ်မြောက်နိုင်ဘူးဆိုတာသိတယ်ပေါလုနဲ့တိလာကတော့သူတို့ကချုံနှောင်ချင်းခံထားတဲ့အချိန်ကနေပြီးတော့မှသူကလွတ်မြောက်ခြင်းကဲ့တင်ခြင်းကိုရတယ်ပေါလုဒီထောင်မှုကကြတော့ဗာဖြစ်လဲသူ့မှာလဲနော်လွတ်မြောက်ခြင်းတဲ့အခန်းကဏ္ဍတွေဗာဖြစ်လဲရှိတယ်နော်ပေါလုနဲ့တိလာကထောင်ထဲမှာရောက်နေပြီမဲ့ဘုရားကိုချီးမွမ်းပြီးတော့မှလွတ်မြောက်ခြင်းရတယ်ကဲ့တင်ခြင်းရတယ်နော်ထောင်ထဲကနေအဲ့တော့ဒီထောင်ဘွားကလည်းပေါလုနဲ့တိလာကိုကြည့်ပြီးတော့မှသူလည်းလွတ်မြောက်ချင်တယ်အဲ့တော့သူကအဲ့ဒီမေခွန်းကိုသူမေးတယ်နော်သူဘွားအသက်တာထဲမှာသူကဲ့တင်ခြင်းတို့ရောက်ဖို့ရန်အတွက်တဲ့အဘယ်သို့ပြုရမလဲဒီနေ့ကျွန်တော်နှုတ်ကပတ်တော်ခေါင်းစဉ်နော်အမေးအဖြေနော်အမေးအဖြေရှိတော်သူဘာလဲမေးဖြေရှိတော်သူတချို့ကမေးလိုက်ရင်အဖြေမရှိနော်တချို့ကမေးပါပဲလားအဖြေမရှိတချို့ကလည်းဘာဖြစ်လဲဘဝမှာတသက်လုံးသူများမေးရင်လည်းအဖြေမရှိကိုယ်ကလည်းဘာမေးလို့မေးရမှန်းလဲမသိအဲ့တော့ဒီထောင်ဘွားကတော့သူ့မှာမေးခွန်းရှိနေဘာမေးခွန်းလဲသူကဲ့တင်ခြင်းဘယ်လိုရနိုင်လဲကျွန်တော်မှာမေးခွန်းရှိလားဘဝမှာကျွန်တော်အောင်မြင်ခြင်းတယ်ဘယ်လိုလုပ်ရမလဲမေးခွန်းရှိလားတဲ့မှာဟမ်
ဖျားခင်သူ့ကိုဖျားခင်အသုံးပြုတယ်ကျွန်တော်ကိုလည်းဖျားခင်အသုံးပြုတော်သူဖြစ်ရှင်တယ်ဘယ်လိုလုပ်အောင်ဒါရင်ကျွန်တော်ဖျားကိုမေးကိုမမေးဘူးနော်မမေးဘူးနော်အခုမှတရားဆောက်ဟောတာဖြစ်တယ်နော်တိချာနားထောင်မှာအရေးကြီးတဲ့ခြင်းဖြစ်တယ်ကျွန်တော်ကဖျားခင်ကိုမေးကောပါရဲ့လေမမေးဝါမှာအောင်မြင်တဲ့သူဒီမှာအများနဲ့မေးခွန်းရှိတယ်နော်ပြီးသူတို့မှာအဖြေလဲပါရဲ့လေရှိတယ်အဲ့တော့ဒီထောင်မှုကသူ့ဝါမှာ तू ကပေါ်လူနဲ့တိလာကိုကြည့်ပြီးတော့မှထောင်ထဲကနေပြီးတော့မှသူတို့လွတ်မြောက်တယ်ကဲတင်ချင်းရတယ် तू လည်းသူ့ရဲ့ဘဝအသက်တာထဲမှာနော်ချုံနှောင်ချင်းခံထားရတယ် तू ကလူရတာထောင်မကြပေမဲ့ तू ကဘာဖြစ်လဲသူ့မှာချုံနှောင်ချင်းခံထားရတဲ့အရာတွေရှိတယ်နော်တချို့လူတွေဖျားเจ้าမှာလာနေပဲဟာတဲ့ဘာဖြစ်လဲအကျိုးရဲ့ချုံနှောင်ချင်းခံထားရတဲ့လူဘာဖြစ်လဲရှိတယ်မူရစီဝါရဲ့ချုံနှောင်ချင်းခံထားရတဲ့သူရှိတယ်အမျိုးမျိုးသောဒုစရိုက်ရဲ့ချုံနှောင်ချင်းနော်ဆိုရင်ချင်းကြောက်ကြချင်းလူတိုင်းကတခုခုရဲ့ချုံနှောင်ချင်းတွေထဲမှာခံထားတဲ့လူခရစ်တော်မရသေးဘူးရပြီးရင်တော့မှလည်းချုံနှောင်ချင်းထဲမှာရှိတဲ့လူတွေအများကြီးရှိတယ်ဆိုတော့အခါကျရင်ကျွန်တော်တို့ကဘယ်ချုံနှောင်ချင်းထဲမှာခံလို့ခံရမှန်းလဲပါပြည့်လေမသိဘူးဒီထောင်မိုးကလည်းသူ့ဘဝမှာတော့ဒီတမားတော့မပေါ်ပြထားပါဘူးနော်သူကတော့တကယ်တော့ခရစ်တော်ကိုရရင်တော့ချုံနှောင်ချင်းတွေအားလုံးကနေပါဖြစ်လေလွတ်မြောက်တယ်အဲ့တော့ပေါ်လူနဲ့တိလာကိုကြည့်တော့ထောင်မိုးကသူတို့ကထောင်ချနေတယ်သူ့ဖျားကိုချီးမွမ်းနေမှသူတို့လွတ်မြောက်ကြတယ်ဒါသူ့ရဲ့အသက်တာထဲမှာလည်းအဲ့လိုပေါ့နော်မဖော်ပြနိုင်တဲ့ချုံနှောင်ချင်းတွေစင်းရဲချင်းတွေခက်ခဲချင်းတွေပါဖြစ်လေအဲ့တော့သူဘာပြောလဲဆိုတော့ကျွန်တော်ကဲတင်ချင်းရောက်ချင်တယ်နော်ညီတို့လွတ်မြောက်လို့ပဲငါလည်းဘာဖြစ်လဲလွတ်မြောက်ချင်တယ်ငါဘာလုပ်ရမလဲနော်အပေါ်မှာကျွန်တော်တို့တစ်ခါကျရင်တချို့တော့သူကမလွတ်မြောက်ချင်တချို့တော့သူကလည်းငွေကြီးခက်ခဲချင်းတွေထဲမှာခက်ခဲချင်းတွေမှာပဲနေချင်တဲ့လူရှိတယ်တချို့ကလည်းအကျွေးတွေနဲ့အကျွေးတွေထဲမှာပဲနေချင်တဲ့လူရှိတယ်တချို့ကငါဘွားတော်ပါပြီဒီလောက်ပဲဆိုအဲ့ထဲမှာပဲနေချင်တဲ့လူရှိတယ်အဲ့တချို့တော့သူကငါဒီတသက်လုံးဒီအကျွေးထဲမှာငါဘာဖြစ်လဲငါမနေချင်ငါတသက်လုံးဒီလိုမျိုးလဲနော်စေဖို့တဖို့တဲ့လူငွေတဲ့ဘုရားကျောင်းလာပြီးတော့ငါဝิญဉ်အတီးပွင့်မဲ့မရှိတဲ့ဘဝနဲ့ငါမနေချင်ဘူးလို့ယုံထွက်ချင်တဲ့လူလည်းရှိလဲဆိုတော့ချမ်းသာကဒီထောင်မှုက तू ကဘာပြောတော့ကဲတင်ချင်းရဖို့ကျွန်တော်ဘာလုပ်အောင်မလဲပေါ်လူကဘာပြောလဲဆိုတော့30နှစ်မှာ31မှာတခင်ယေရှုခရစ်ကိုယုံကြည်လို့ယုံကြည်ရင်တင်းအိမ်သူအိမ်သားတို့ဒီကဲတင်ချင်းတို့ရောက်နေတယ်မိကုန်းရှိတယ်ပါရှိလဲအဖြေရှိကျွန်တော်တို့ဘဝတက်တာထဲမှာမိကုန်းရှိလားမိကုန်းမရှိရင်ဒီမှာအဖြေနောက်တစ်ခါကျကျွန်တော်တို့ဘဝမှာမအောင်မြင်လာပါလို့လေမိကုန်းမှမရှိဘူးနော်ဘဝမှာအောင်မြင်နေတဲ့သူကအမြဲတမ်းသူ့မှာပါရှိလဲမိကုန်းရှိတယ်ဒီလူမေးကြည့်အောင်သင်ဘဝမှာမိကုန်းနေရှိလားဘာမိကုန်းမှမရှိလို့ရှိရနော်ဘာမိကုန်းလဲအားလည်းဘာမိကုန်းလဲအားမရှိဘူးမိကုန်းမရှိရင်ဘာမှလည်းပါဖြစ်လဲအဖြေလည်းမရှိအဘွားမှာအဖြေတွေရတဲ့အဖြေတွေရတဲ့သူဆိုတာအောင်မြင်တဲ့သူလေဟုတ်တယ်လားတောင်ပွဲဖြေတဲ့အခါမှာအဖြေရတဲ့သူကပါလဲအောင်တဲ့သူပဲလေလောကမှာအောင်မြင်နေတဲ့သူတွေကအဖြေရှိတဲ့လူကပါဖြစ်လဲအောင်မြင်တယ်အဲ့ဒီအဖြေရှိတဲ့လူကဘာလို့အောင်မြင်လဲဆိုတော့သူ့ဘဝထဲမှာအနည်းတမ်းသူမေးခွန်းတွေပါဖြစ်လဲရှိတယ်မေးခွန်းရှိပါရှိလဲအဖြေရှိတယ်ကျွန်တော်ရဲ့အသက်တာထဲမှာဘာဖြစ်လို့ဘုရားရှင်ငါ့ကိုမတုံးတာလဲမေးဘူးလားဘာဖြစ်လို့ငါရဲ့တက်တာမှာတစ်နှစ်ကုန်သွား2နှစ်ကုန်သွားပြီဝိညာဉ်တစ်လုံးဘုရားရှင်ရှိငါဘာလို့မပို့ဆောင်နိုင်တာလဲဘုရားကိုမေးဘူးလားနော်ငါဘာလို့ဆေဖို့တဖို့တစ္ဆာနဲ့ဘုရားရှင်မပေးနိုင်ရတာလဲနော်ငါဘာလို့အိုးတီမပေးနိုင်ရတာလဲငါဘာလို့ဘုရားရှင်တို့အစေမခံနိုင်ရတာလဲငါဘာလို့လူတွေကိုမချစ်နိုင်ရတာလဲ
ငါဘာလို့ဘုရားသခင်ရောက်မှုတော်ထဲမှာမဆက်ကပ်ချင်ရတာလဲအစိမခံချင်နိုင်ရတာဘဝမှာမိခွန်းနေမေးတဲ့လူကဘဝမှာဘာဖြစ်လဲအဖြေရတယ်အဲ့ဒီထောင်မှုကသူမေးတယ်ကျွန်တော်ကယ်တင်ခြင်းရဖို့ကျွန်တော်မလုပ်ရမလဲတော့ဘောလူနဲ့တိလာပါပြောလဲယေရှုခရစ်တော်ကိုယုံကြည်ပါနော်တော့ဒီနေ့နံပါတ်1တစ်ချက်ကျွန်တော်ဝင်ငါအားပေးချင်တာတင်းဘွားတက်တာမှာတင်အမြဲတမ်းမေးခွန်းမေးပါနော်တင်းအခြေအနေတင်ကျင်တတ်လားဘုရားခင်ကျွန်တော်ဒီထက်မကပါလို့ဘုရားခင်ကျွန်တော်ကိုဘုရားခင်ကျွန်တော်ဒီဘဝရဲ့ထဲမှာကျွန်တော်မနေချင်ဘူးဒီထက်ကောင်းမြတ်တဲ့အရာတွေရဲ့ကောင်းမြတ်ခြင်းတွေထဲမှာကျွန်တော်အသက်ရှင်ခြင်းတယ်ကျွန်တော်ဘာလုပ်ရမလဲဘုရားမေးပါအာမင်ဒါနဲ့ကျွန်တော်ဘဝဒီမှာတက်တက်လုံးဂီတာတီးလိုက်တချင်းလေးဆိုလိုက်လှုပ်လေးလှုပ်လိုက်နော် live projector လေးကင်လိုက်နော်ဟိုဖျားတောင်းမှာခုံလေးစီလိုက်ဒါနဲ့ကျွန်တော်ဒီလောက်ပဲလားဒီထက်ကျွန်တော်ဘုရားခင်နိုင်ငံတော်ထဲမှာကျွန်တော်အတုံးတော်ခံချင်တယ်ကျွန်တော်ဘာလုပ်ရမလဲနော်ဒါနဲ့ကျွန်တော်အနောက်ကတရက်ကို350ရတယ် OT လေးနဲ့ဒီလောက်လောက်ရတယ်ဒါခင်ဒီလောက်ပဲလားဒီထက်ကျွန်တော်ဝေးကြီးမှာကျွေဝါစာလောက်အားလခနဲ့ကောင်းမွန်စွာနဲ့ကျွန်တော်ရရှိချင်တယ်ဒါမှပဲဘုရားရဲ့နိုင်ငံတော်ထဲမှာကျွန်တော်လည်းပါဝင်လို့ရမယ်စွန့်ကြဲလို့ရမယ်စိုက်ပျိုးလို့ရမယ်ကျွန်တော်ဘာလုပ်ရမလဲရှိလားမရှိလားရှိတယ်ဘုရားခင်ကိုမေးရင်ဘုရားခင်ကပါဇက်ရှိတယ်ဘုရားဘာရှိလဲပါဇက်ရှိတယ်စနပြောလေခေါ်ရင်ချူးတယ်တို့ဘုရားပါဇက်ရှိတယ်သင်မေးရင်သူပါပြန်ဖြစ်လဲသင်ကိုအဖြေပေးတဲ့ဘုရားရှင်ဖြစ်ဒါကြောင့်ဘဝတက်တာထဲမှာလေတို့ဘုရားသခင်ကိုမေးခွန်းမေးပါတချို့လူဆိုတအားမေးတာနော်ဘုရားခင်ကျွန်တော်ကိုဒီဘဝထဲမှာကိုတော့တေးစီတော့မလားကိုတော့ကျွန်တော်ကိုလမ်းပြပါအောင်ကျွန်တော်ဘာဆက်လုပ်ရမလဲနော်အဲ့လိုမေးတဲ့လူကဘဝမှာဘာဖြစ်လဲအောင်မြင်တယ်တချို့လူကတော်ပါပြီဒီဒုက္ခတွေမှာပဲကျင်တတ်တယ်ဘဝမှာမေးခွန်းမရှိတဲ့သူအဖြေမရှိတဲ့သူကဘာဖြစ်လဲသုံးရှုံးတာနော်ဆိုတော့ဒါကြောင့်မလို့နော်ဘဝမှာတို့ကိုအမြဲတမ်းပါဖြစ်လေမေခွန်းမေးပါနော်မေခွန်းမေးပါရခင်တနေ့ကုန်သွားပြီကျွန်တော်တော့အမြဲတမ်းတိုင်းတာနော်တင်းဘယ်နဲ့တင်လုံးအားလာကဘလောက်ကောင်းကောင်းဘလောက်ပဲကြမ်းမချင်းအကွဲကချင်းဘလောက်ကောင်းကောင်းဒါကျွန်တော်ရဲ့ခံယူချက်ပါနော်တနေ့ကုန်သွားတဲ့အခါမှာလူတစ်ယောက်ကိုခရစ်တော်ထံမပို့ဆောင်နိုင်ဘူးဆိုရင်ကျွန်တော်ကဆုံးရှုံးတဲ့သူလို့ပဲကျွန်တော်အဲ့နှစ်ကိုတတ်မှတ်တယ်နော်ဘလောက်ပဲခံစားပါဘုရားခင်နှလုံးသားအဲ့ဒါပျောက်ဆုံးဝိညာဉ်နော်လူတယောက်ကိုခရစ်တော်ထံမပို့ဆောင်နိုင်ဘူးလူတယောက်ကိုခရစ်တော်ရဲ့ကောင်းမြတ်ကြောင်းတက်တင်မခံနိုင်ကိုယ့်အဖြစ်လူတယောက်ဘုရားသခင်ကိုလက်ခံယုံကြည်သွားခြင်းမရှိတဲ့နှစ်ကအဲ့နှစ်ကတင်ဆုံးရှုံးတယ်နှစ်ပဲလို့ကျွန်တော်ခံယူတယ်နော်ဒါကြောင့်မလို့ဒီကနေ့ကျွန်တော်အတင်းတော်မှာလူ200ဆိုတဲ့ယူပါယုံကြားခင်လူ200ဆူတောင်းတာကြာပြီဘာလို့လူ200မဖြစ်သေးတာလဲကိုတော့မေးဘူးလားမေးဘူးလားကြားခင်ဒီပေါ်မှာလူရောက်60ပြည့်ဖို့ကျွန်တော်တို့ဆူတောင်းဘာလို့လူ60မပြည့်သေးတာလဲမေးဘူးလားဟမ်ကျွန်တော်မေးရင်ကျွန်တော်ဘုရားခင်ပါဖြစ်လဲရှိတယ်တင်မေးရင်လည်းတင်ကိုဘုရားခင်ပါဖြစ်လဲဖြေလိုက်မယ်အဲ့တော့ဘုရားခင်အလုပ်ထဲမှာဘာဖြစ်လို့ဒီလိုပြဿနာတွေခဏခဏဖြစ်နေရတာလဲဘုရားကိုမေးရင်လည်းဘုရားခင်ပါဖြစ်လဲဖြေလိုက်ဘုရားခင်ကျမဘာလို့ဒီလိုစုံစမ်းချင်းခံရတာလဲဘုရားခင်ကိုမေးရင်လည်းဘုရားခင်ပါဖြစ်လဲဖြေလိုက်မယ်ဒါကြောင့်မလို့ဘဝမှာနော်ကျွန်တော်တို့တချို့တော့တူတယ်နော်မေခွန်းအရင်မေးတယ်တခင်ယေရှုနာမှာလာပြီးပါပဲမေခွန်းမေးတခင်ယေရှုကသူတို့မေးတိုင်းပါဖြစ်လဲတမ်းဖြေရနော်အရင်ကပါဖြစ်လဲတမ်းဖြေတမန်တော်တွေတပည့်တော်တွေကိုတော့ကျွန်တော်တို့ကသူတို့ဘုရားခင်ကိုမေခွန်းမေးတဲ့ခါတိုင်းမှာယေရှုခရစ်တော်ကသူတို့မေးတဲ့မေခွန်းတိုင်းကိုဖြေပေးတယ်အခါကျရင်တော့သူတို့မေခွန်းနဲ့ပြန်မေးတာလည်းရှိတယ်ဆိုတော့အဓိကကျွန်တော်ပြောချင်တာဘဝမှာမေခွန်းရှိတဲ့သူကဘာဖြစ်လဲအောင်မြင်တယ်အာမင်အောင်မေခွန်းရှိတဲ့လူကအောင်မြင်နံပါတ်1တစ်ချက်
သူများမေးခွန်းမေးရင်ကိုကလည်းဗာပြန်လုံးနိုင်တယ်နေနိုင်တယ်နောက်တစ်ခုကတော့နံပါတ်1ကပါလဲမေးခွန်းရှိတဲ့လူဖြစ်ရမယ်ဘဝမှာအောင်မြင်ခြင်းတဲ့လူရှိရင်ဗာဖြစ်ရမလဲမေးခွန်းရှိတဲ့လူဖြစ်ရမယ်နောက်တစ်ခုကသူများမေးခွန်းမေးရင်လည်းတင်ပါလုံးနိုင်တယ်နေနိုင်ရှင်လူကာခရစ်ခိုင်းဆက်ရှက်ငယ်40မှာရှင်လူကခရစ်ဆက်ရှက်ငယ်40မှာ40-41ထိဖတ်ရအောင်နော်ရှင်လူကခရစ်ဆက်ရှက်ငယ်40-41ဒီနေ့တော့ယေရှုသည်လည်းရတော်မူလျက်ထိုသူကိုခေါ်ခဲ့ဟုအမိန့်တော်ရှိလူနာနှင့်တော်တို့ချင်းကဒီမှာတရားရဲ့တို့ပြုစေသည်တရားမူရင်တကယ်အကျွန်ုပ်မျက်စိမြင်စေခြင်းကပြုတော်မူပါဟုရှောက်လေတော့ယေရှုကဒီယေရီခေါမြို့အနီးမှာတောင်းစားနေတဲ့လမ်းဘေးနားမှာတောင်းစားနေတဲ့တောင်းစားကနေပြီးတော့မှယေရှုခရစ်တော်ယေရီခေါမြို့တွေကိုကြွသွားတဲ့အရာကိုကြားတဲ့အခါမှာသူကလမ်းခေါ်တယ်ဒါဝိဒ်သားတော်ယေရှုဆိုပြီးတော့မှကယ်မတနာတော်မူပါဟုသူ့ကိုခေါ်တယ်ယေရှုခရစ်တော်ခေါ်တယ်ဘေးကလူကမင်းတိတ်နေဒါပေမဲ့ तू တာရွေးပါပဲလေဟဲ့ဟောဒါနဲ့အဲ့ဒီ तू အော်ဟစ်တဲ့အတန်ကိုယေရှုကပါပဲလေကြားတော့ယေရှုကအငယ်40ရောက်တော့သူ့နားမှာရက်ပြီးတော့မှပါပြောအဲ့လူကိုခေါ်ခဲ့ပါဦးတဲ့နော်ခေါ်ခဲ့တဲ့အခါမှာအဲ့လူကန်းကိုမေးတယ်ငါမျိုးဘာလုပ်ပေးရမလဲတဲ့ငါ့ကိုလမ်းခေါ်တယ်ဟုတ်ငါ့ကိုခေါ်တယ်ဟုတ်လူကန်းကိုမေးတယ်ငါဘာလုပ်ပေးရမလဲတင်းရောဖျားတင်းတို့ခေါ်တယ်ရောဖျားခင်ကြားလားတင်းတို့ခေါ်တယ်ရောဖျားခင်ကြားလားကြားတယ်နော်ကြားတယ်ဖျားခင်မေးတယ်အရင်များတယ်တော့ဘာလုပ်ပေးရမလဲတခုနော်အဲ့လိုအရင်များလို့ဖျားခင်နားမညောင်းတော့ဘောအခါကျရင်ကျွန်တော်ကဘဝမှာတောင်းပြီမဲ့ဖျားခင်ကိုအော်ဟစ်ပြီမဲ့ကျွန်တော်ဖျားခင်ကိုစစ်မှန်တဲ့ရည်ရွယ်ချက်နဲ့အဖြေကိုဖျားခင်ဘာဖြစ်လဲမပေးနိုင်ဆိုတော့ဒီလူကန်းကသူ့မှာရွှေလို့လားတောင်းစားရရွှေလို့လားလို့တယ်ငွေလို့လားအဲ့တော့ယေရှုကတော့ရွှေလို့တောင်းတာလားငေါ့ခေါ်တာလားငွေလို့ချင်လို့ခေါ်တာလားစားပြလို့ချင်လို့ခေါ်တာလားယေရှုကမေးလိုက်တယ်ဘာလို့ငေါ့ခေါ်တာလဲယေရှုကရွှေများတောင်းမလားငွေများတောင်းမလားစားပြများတောင်းမလားနေစရာများတောင်းမလားဗောဒါပေမဲ့ तू ကဘာတောင်းလဲမျက်စိမြင်ချင်တယ်သိကောင်းတယ်နော်သိကောင်းတယ်ကျွန်တော်တို့ကဘုရားသခင်စီမှာဘုရားသခင်ကမေးတော့မေးတယ်နော်ငါ့ကိုခေါ်တော့ငါထူးမယ်ခါကျရင်ကျွန်တော်တို့ဘာဖြစ်လဲဘုရားခင်စီမှာကျွန်တော်လိုချင်တဲ့အရာတွေဘုရားခင်ကိုပြောတယ်ခါကျရင်ဘုရားခင်လိုချင်တဲ့ပြစ်မှတ်နဲ့ဘာဖြစ်လဲမထီးဘူးဘုရားခင်အလိုတော်နဲ့ဘာဖြစ်လဲမထီးဘူးဆိုတော့သခင်ယေရှုကမေးတယ်လူကန်းကိုဘာဖြစ်ရှင်တာလဲနော်ရွှေဖြစ်ရှင်တဲ့ရွှေရရှင်တယ်ဆိုသခင်ယေရှုသူ့ဘာပေးမလဲရွှေပေးမယ်ငွေရရှင်တယ်ဆိုရင်ငွေပေးတယ်ဒါပေမဲ့သူ့ဘဝရဲ့စစ်မှန်တဲ့ရည်ရွယ်ချက်ကဘာဖြစ်လဲမပြည့်စုံသူစစ်မှန်တဲ့ရည်ရွယ်ချက်ပြည့်စုံဖို့ရတဲ့သူဘာဖြစ်ဖို့လိုလဲမျက်စိမြင်ဖို့လိုအဲဒါကြောင့်ဘုရားရှင်ကျွန်တော်မြေကြီးပေါ်မှာထားတဲ့အခါမှာဘုရားခင်လူတိုင်းပေါ်မှာဘုရားခင်ပေးထားတဲ့စစ်မှန်တဲ့ရည်ရွယ်ချက်လူတိုင်းမှာဘာဖြစ်လဲရှိရလူတိုင်းမှာရှိရအဲ့တော့ဘုရားခင်ကတင့်ကိုမေးမယ်ဘာဖြစ်ရှင်လဲဟောကြောင့်အိမ်လေးတစ်လုံးလို့โอเคရတယ်အိမ်တစ်လုံးရသွားလိမ့်နော်အိမ်တစ်လုံးရသွားလိမ့်ဒါမဲ့လေဘုရားခင်ကရှောလမုန်ကိုဘုရားခင်ကမေးတယ်ရှောလမုန်မင်းဘာလို့ချင်လဲနော်အဲ့ရှောလမုန်ကရွှေလည်းမတောင်းငွေလည်းမတောင်းဘာတောင်းလဲကျွန်တော်ပညာပါဖြစ်လဲပြီးပါနော်အဲ့ပညာကတဲ့တော့လားတောင်းတာမဟုတ်ဘူးတဲ့
ဒီဣသေလနိုင်ငံအုပ်ချုပ်တဲ့အခါမှာဒီလူတွေကအရင်ညံကောင်းကြတယ်ကျွန်တော်လူငယ်ခြာတိတ်လေးဖြစ်တယ်ဉာဏ်ပညာအားနည်းတယ်အဲ့ဒီလူတွေအုပ်ချုပ်တဲ့အခါမှာတုံဉာဏ်ပညာနဲ့တော့မရဘူးအဲ့သူတို့ရဲ့အရှိမထွက်ဝင်ဖို့ရန်အတွက်သူတို့ရဲ့လေးစားကြည်ညိုခြင်းကိုခံရဖို့ရန်အတွက်ကျွန်တော်ပညာလိုတယ်ဘုရားခင်ကြီးမှာတောင်းနော်အဖျားကသဘောကျသွားတာရှောလမုန်ရှင်ဘုရင်ကိုမင်းမတောင်းတဲ့ຢာလဲငါဘာဖြစ်လဲရွှေငွေစည်းစိမ်ဥစ္စာတို့အားလုံးဖျားခင်ဘာဖြစ်လဲတစ်ချက်ပဲတောင်းအောင်နော်ခါကြလေဘွားမှာလေရွေချက်ဆိုတာဖျားခင်ကျွန်တော်တို့ပြီးထားတဲ့ရွေချက်တစ်ခုကိုတိသွားရင်ကောင်းကြီးမင်္ဂလာအနောက်နေဘာဖြစ်လဲလိုက်လာနော်ဖျားခင်လုတ်ခိုင်းစေခြင်းတဲ့အရာဘာဖြစ်ခြင်းလဲနော်အဲ့အရာတင်မှန်ကန်စွာဖြည့်တတ်ဖို့ပါဖြစ်လေအဖျားခင်တင်တို့မေးလိုက်မယ်ဒီကြီးပေါ်မှာဘာဖြစ်ရှင်လဲဘာဖြစ်ရှင်လဲဘာဖြစ်ရှင်လဲဖြည့်ရှိလားကျွန်တော်ချီးမွမ်းခြင်းပါပဲဂီတာတီးအောင်မယ်โอเคဒီလောက်ရတယ်ဒီလောက်ပဲလားလူ60ပဲလားဟုတ်ကဲ့60ပဲโอเค60โอเค60ပဲရမှာနော်ဖျားခင်ကျွန်တော်ကဘာနဲ့ချီပြီးတော့ဖျားခင်အတုံးပြုပါလို့ရည်ရွယ်ချက်ရှိရင်ဘုရားခင်ကလည်းအဲ့ရွေချက်ကိုအကောင့်ထဲပေါ်ပြီးမှဖြစ်အဲ့တော့ပြောချင်တာကတခါကျရင်ကျွန်တော်ကကောင်းကြီးမင်္ဂလာဆိုတာကျွန်တော်ပြီးခဲ့အုံးစဲမှာလည်းကျွန်တော်ပြောတယ်ကောင်းကြီးမင်္ဂလာဆိုတာကျွန်တော်ကရှားပြမလို့ကောင်းကြီးမင်္ဂလာဆိုတာဘုရားရဲ့အလိုတော်ကိုသိသွားရင်စစ်မှန်တဲ့ဘုရားရဲ့အလိုတော်ကိုသိသွားရင်ကောင်းကြီးမင်္ဂလာကိုနောက်ပါဖြစ်တယ်လိုက်နော်အစကျွန်တော်သဘောမပေါက်ဘူးเนาะကျွန်တော်ထက်ဝိညာဉ်ရေးရရင့်ချက်တဲ့ဆရာကြီးတွေပြောတယ်ကျွန်တော်တို့ဟာတဲ့ငွေရဖို့ရွှေရဖို့သူ့မတောင်းဟာရွှေရဖို့ငွေရဖို့သူ့မတောင်းဘူးတဲ့ဘုရားခင်အလိုတော်ပဲဆုတောင်းတယ်ဒီဆရာကြီးတော်တော်ကြီးကျယ်လိုက်တာကျွန်တော်လည်းအရင်တော့အဲ့လိုလေငါတို့မှာတော့မလေးတလားတလားကိုဖြည့်ရှင်းဖို့ရန်အတွက်ကြီးလေပါလို့လဲဆုတောင်းနေရတယ်တော့ကြီးကျယ်တာပဲเนาะရွှေငွေတက်တော်မှာဒူးထောက်ပြီးတော့မှဆုမတောင်းဘူးနောက်ကကျွန်တော်လည်းသဘောပေါက်လာเนาะဆိုတော့ကျွန်တော်လည်းရိုးသားဝန်ခံပါနော်ရင်တော့လည်းကျွန်တော်လည်းငွေချင်းနဲ့ပတ်သက်လာရေးလဲဆူတောင်းခဲ့ပါနောက်ပိုင်းတော့ဘုရားခင်ရဲ့ရည်ရွယ်ချက်နဲ့အလိုတော်တွေတာရေးနားလေလာလို့အဲ့ရတော့တိတ်မဆူတောင်းဖြစ်တော့ဘုရားရဲ့အလိုတော်ထဲမှာဘုရားခင်နှစ်သက်တဲ့အရာထဲမှာအသက်ရှင်လာအဲ့အရာလိုအပ်တဲ့အရာအားလုံးအနောက်ကနေပါဖြစ်လေလိုက်လာတယ်နော်ဒါကျေးဇူးနဲ့ပြုနာတော့တက်လုံးပါဖြစ်လေခံစားရတယ်တဲ့ဆာလ23အင်္ဂလိပ်ကျမ်းစာမှာတော့ကျေးဇူးနဲ့ဂရုဏာတော်ကသူ့နောက်ကိုဘာဖြစ်လဲလိုက်တယ်နော်ဆိုတော့ကျွန်တော်ကဘာဖြစ်လဲမင်္ဂလာသားလေဟုတ်လားမင်္ဂလာသားနောက်ဘာလိုက်လဲကောင်းကြီးမင်္ဂလာကလိုက်တယ်ဒါကြောင့်မလို့ဒီယေရီခေါမြို့မှာတောင်းစားနေတဲ့လူခန်းကသူကယေရှုအော်တယ်ကျွန်တော်လည်းခေါ်နေတာပဲအော်နေတာတနေ့အော်နေတာပဲနော်ယေရှုကဲပါယေရှုကမိတယ်ဘာဖြစ်ရှင်လဲအဓိကမရအောင်နော်ယေရှုလိုချင်တဲ့အဖြေကျွန်တော်ဘာဖြစ်လဲမပေးနိုင်ကျွန်တော်ယေရှုလိုချင်တဲ့အဖြေကျွန်တော်ပေးနိုင်လားပေးနိုင်တဲ့သူဖြစ်ရမှာအာမင်ဒီလူကအရန်တော်တယ်နော်ရွှေလည်းမတောင်းငွေလည်းမတောင်းကျွန်တော်တို့ကသူ့နေရာမှာဖြစ်ကြည့်ပါတောင်းမယ်ထင်နော်အလုပ်အဆင်မပြေပါဘူးဆိုမှကိုရောရဲ့အလုပ်ပေးဖို့ဒါဘာဖြစ်လဲပြောမှာဟုတ်လားအဲ့တော့ကျွန်တော်တို့ဒါဒီလူကန်းနေရမှာရိုးသားဝန်ခံကြီးကျွန်တော်တို့ဘာတောင်းမလဲယေရှုစီမှာဘာတောင်းမလဲအဲ့ဒီအချိန်မှာဒီတရောင်းသားဘိုက်စာနေသူဘာတောင်းမထင်လဲကျွန်တော်တို့ကဆိုရင်ပေါ့နော်အဲ့ချိန်မှာဘိုက်အရန်စာနေဘာတောင်းမထင်ဘိုက်စာတယ်စားကြပြီးပါလို့ဘာဖြစ်လဲတောင်းပါကျွန်တော်ခန်းလာပြောပါစစ်ဖို့တယ်မှာလေဦးကြောင်လာပြီးတော့ပုတ်လေးတစ်ခုယူလာတယ်တစ်ခါမှဖုံးလေးတစ်ခုယူလာတယ်အာယူမလဲအင်ချီရမယ်နော်ဆိုတော့တယောက်ကလေဖုံးယူသွားတယ်ပါဆိုယူရာပေးလိုက်တယ်နော်ဖုံးယူနောက်တယောက်ကျတော့ပြီးတော့ဖုံးမယူမုံယူอ่ะအဲ့နဲ့ဒီလူကမေးတယ်ဘာလို့မုံယူတာလဲအခုဘိုက်စာနေရငါအခုပါပြည့်လေ
ပိုက်ဆံနေတာဘွားမှာကျွန်တော်တို့ဘွားမှာအရေးကြီးဆုံးအောင်ကျွန်တော်မသိပါဖြစ်လေသုံးရှုံးနေမှာတခါကျကျွန်တော်ကဘွားမှာဘုရားခင်ဖြစ်စေခြင်းတဲ့အရေးကြီးဆုံးရည်ရွယ်ချက်ပန်းတိုင်းအလိုဆန္ဒအောင်မသိရင်ဆန္ဒပြောလို့ရနော်ဖြစ်နေတာတခုရှာနေရပါဖြစ်လေဒါကြောင့်လို့ပါဖြစ်လေရှာလေဝေးလေနော်ရှာလေဝေးလေပြေးလေပါလိုက်လေပါဖြစ်လေပြေးလေနော်ဆိုတော့ဖြစ်ပြက်နေတဲ့အခြေအနေကတခုရှာတာပါဖြစ်လေဒါပေမဲ့ငါခဏတော့ဗိုက်စာနေရလေဒါပေမဲ့တော့ယူရပါလေဖုန်းနဲ့နော်ဗိုက်စာနေတဲ့လူပြောက်ဖုန်းပါလုံးမှာနော်အဲ့နဲ့ဒီလူကအင်တာဗျူးတာကြည့်တော့သူကသဘောကျသွားတာဒီလူထူးဆန်းတော့ဗောနော်သူကလိုက်လူတိုင်းကိုလိုက်ပေးတဲ့ခါလူတော်တော်များများဖုန်းပဲယူသွားတယ်စားပြန်ဘယ်သူမှပါဖြစ်လဲမယူကြည့်လိုက်တော့သူတို့ကဘိုက်အရန်ပါဖြစ်လဲစားနေတချို့ကအဲ့လိုပဲကျွန်တော်ခရိယန်နေမှာလည်းအဲ့လိုပဲဘဝမှာလေဘာလို့ဘာဆုတောင်းမှန်းဘာပြောရမလဲဆိုတာဘုရားသခင်ရှေ့မှာစစ်မှန်တဲ့ဆုတောင်းချက်တစ်ခုကဘုရားသခင်ရှေ့ကိုပါဖြစ်လဲမရောက်လာတော့အောင်မြင်မှုကကြော်နေပါဖြစ်လဲဝေးနေတယ်ဘုရားသခင်စီမှာကျွန်တော်ဆုတောင်းလာတဲ့အရာတွေကလေတနေ့နဲ့ပြစ်လို့ပဲဗာလဲလေမျိုးမရောက်နော်နေရွက်လေးကတ်ထိသွားလိုက်ရှက်ပြီးတော့မှနော်ဖင်လေးပုတ်သွားလိုက်နော်ခြေထောက်လေးပုတ်သွားလိုက်နဲ့ဆုတောင်းချက်ကဘုရားခင်လိုချင်တဲ့ပြည့်မြောက်ပါဖြစ်လေရောက်တော့မလို့နားတော့တခါကျကျွန်တော်အော်နေတာပဲဘုရားခင်ရှေ့မှာဒါပေမဲ့ဘုရားခင်လိုချင်တဲ့အဖြေအတင်းစီကနေပါဖြစ်လေတင်းစီကနေပါဖြစ်လေမထွက်လာဆိုတော့တခါကျရင်ဒီအရာကကျွန်တော်တို့ကိုနော်ဘွားမှာအောင်မြင်တင်သလားမအောင်မြင်တာအဲ့ဒီအရာပဲဖြစ်တယ်ဆိုတော့နောက်ဆိုတော့ကျွန်တော်တို့စပြီးတော့မှအသင်းတော်ထဲမှာလေသူများအသင်းတော်တွေမှာကြည့်တော့praise worship မှာ running ရှိတယ် guitar တွေရှိတယ် projector တွေရှိတယ်ဘာညာပါတော့အစုံလုံးကြည့်တော့ကျွန်တော်အားကြတယ်အဲ့တော့ဘုရားခင်ကျွန်တော်အသင်းတော်တွေဘာလေးပေးပါညာလေးပေးပါဟိုလေးပေးပါတရားလေးပေးပါဒီလေဆုတောင်းတယ်နော်တကယ်လေးရောက်လာနော်ရောက်လာလူကပါဖြစ်လေလူကမရှိဘူးလူကအရေးကြီးလားဒါအရေးကြီးလားနော်ပြောချင်တာနော်တို့ကသူများတွေကြည့်ရောသူများအသင်းတော်တွေမှာလှလိုက်တာမီးအောင်လေးနဲ့ပစ္စည်းတွေနဲ့တန်တီးတာလည်းနောက်တော့ကောင်းလိုက်တာဆိုတကယ်လည်းအဲ့ဒါတောင်းမှာမဟုတ်ဘူးဘာတောင်းမှာလဲလူတွေတောင်းမှာနော်အဲ့နောက်ပိုင်းဆိုကျွန်တော်မတောင်းတော့အချိန်တန်ဘုရားခင်ပါဖြစ်လေပေးလိုက်မယ်လူတွေရောက်လာပြီဆိုဘုရားခင်မပေးလို့ပါဖြစ်လေမရအောင်နော်ဥပ္ပအတင်းတော်မှာကျွန်တော်နေတော့ဆိုလို့လူတွေအပြည့်ဆရာတစ်ပါးလာဘုရားရှိခိုးနဲ့တော့သူကပူတယ်လေပူတော့သူကဆရာဆန်းလေးတဲ့အဲကွန်တလုံးတက်လိုက်တဲ့နောက်မှာကျွန်တော်ပတ်စံပေးမယ်အဲ့လိုနော်ကိုကအဲကွန်အောင်စုမတောင်းသူကသူဘုရားရှိခိုးရင်ပူလာလို့အဲကွန်တလုံးဝယ်တက်လိုက်တဲ့ဆရာပေးမယ်တဲ့နောက်နေကြတော့အဲကွန်ဝယ်တက်လိုက်အခန်းပါဖြစ်လေအေးသွားပြောကြနော်လူရောက်လိုက်ဘုရားခင်ကဘာလို့ရလဲလိုအပ်တဲ့အရာဘုရားခင်ဘာလို့ရလဲပေးရတယ်နော်ဆိုတော့ဒီနေ့ဒီအရာလေးကိုချက်တော်ညီကိုမောင်တော်များကျွန်တော်အားပေးရှင်တယ်ဘဝမှာမိကွန်းရှိတော်သူဖြစ်ပါဘဝမှာဘုရားကိုမေးအများနဲ့မေးဘုရားကမိကွန်းမေးတာရမ်းကြိုက်တယ်နော်ဒီလိုညာကျောက်သမီးဆိုလည်းရမ်းမေးရနော်မေးလေ तू ကဘာတွေပဲတိလားမေးတာများလေ तू ကဘူးသူတာပါဖြစ်လေဘာသာပါလဲဘာသာဘာလို့ဒီလိုဖြစ်တာဘာသာမေးအားရလားရမ်းမေးတော့လည်းမဖြေနိုင်ဘူးနော်ဆိုတော့သူ့အမေကတော့တီးချာစိတ်ရှိလက်ရှိနဲ့ရှင်းပြနော်အဲ့ဘုရားခင်ကတော့ကျွန်တော်ထပ်ပူစိတ်ရှိပါတယ်နော်မေးတိုင်းဘုရားခင်ကဘာဖြစ်လဲအဲ့တော့ तू ကမေးတာများလေ तू ကဘာဖြစ်လဲ तू သိလားအဲ့လိုအုတ်ဆောင်ကလည်းဆိုင်ကယ်စီးအုတ်ထုတ်မဆောင်ရင် accident ဖြစ်ရင်သိနိုင်တယ်ပြီးရဲတွေတွေ့ရင်ဖမ်းနိုင်မယ်အဲ့လိုသူ့ကလေးနားလဲအောင်ပြောပြဆိုင်ကယ်စီးပြီးဆိုကိုအုတ်ထုတ်မဆောင်ဆို तू ကပြောဘာထုတ်ဆောင်မယ်မိုးအုတ်ဆောင်မယ်အဲ့လိုမျိုးတော့သူ့မှာပါနားလည်ပြီနော်သူ့ရဲ့မိကွန်းတစ်ခုကြောင့်သူ့ရဲ့အသက်တာထဲမှာပါပဲလေအများကြီးသူ့အတွက်ပါပြီကောင်းကျိုးဖြစ်သွားတယ်အဲ့ဒါခါကြနေတချို့တော်တော်များများပြဿနာရကျွန်တော်မသိလိုက်ဘူး
ကျမမသိလိုက်ဘူးအော်ဒီလိုလားဒီလိုမသိရင်ဘာလို့မသိရလဲဘေးကုန်းမမရှိရအဲ့ဒီအဖြေကိုသူမှပါဖြစ်လဲမရှာတာနော်အဘွားမှာအဖြေတွေရဖို့ရတဲ့ဘာတွေလုပ်လဲဘေးကုန်းတွေလိုတယ်နော်တချို့လူတွေဆုံးရှုံးတာဘာလို့ဆုံးရှုံးတာလဲမသိလို့နားမလည်လို့မတက်လို့အော်ဒီလိုလားဆိုတာဘာဖြစ်လဲသဘောမပေါက်လို့အားလုံးသဘောပေါက်တဲ့လူကဘာဖြစ်လဲဘေးကုန်းတွေကိုကျွန်တော်ကစိုက်ကယ်တွေကားတွေဆိုတာကျွန်တော်ဘယ်သူမှမတင်ဘူးစိုက်ကယ်တွေကားတွေဆိုတာကျွန်တော်ကစာအုပ်ဖတ်တယ်စာအုပ်တွေမှာကျွန်တော်ကြည့်တယ်ပုံလေးတွေနဲ့လေကြည့်တယ်ပြီးသူများလောက်တာတွေကျွန်တော်ကြည့်တယ်စိုက်ကယ်ဘယ်လိုမောင်းလဲလိုက်မေးတယ်ကားဘယ်လိုမောင်းလဲမေးတယ်ပြီးကျွန်တော်အများကြီးရပါတယ်ကျွန်တော်အဲ့လိုမေးပြီးတော့ကျွန်တော်တက်သွားစိုက်ကယ်တို့ကားတို့ဆိုတာအဲ့လိုလေဘာလို့ကျွန်တော်ကားပေါ်မှာထိုင်လိုက်တာနဲ့ကျွန်တော်ဘာလုပ်ရမလဲဆိုတဲ့အဖြေတွေအားလုံးကျွန်တော်မှာပါဖြစ်လဲရှိနေပြီနော်ဟိုမောင်းတဲ့ချိန်မှာစိုးရင်တာတို့နည်းနည်းပါချွတ်ချော်တာတော့ဘာဖြစ်လဲရှိတယ်ဒါပေမဲ့ကျွန်တော်အားလုံးကဘာဖြစ်လဲသိနေပြီဖြစ်တယ်ကားအကြောင်းကုန်သိပြီစိုက်ကယ်အကြောင်းဒီလိုပဲအဲ့ဘွားမှာမေးခွန်းရှိတဲ့သူကရှောက်မဲ့လမ်းတွေအားလုံးပေါ်မှာဘာဖြစ်လဲအဖြေရှိနေတာဖြစ်တယ်နောက်တစ်ခါကျရင်ကျွန်တော်လေဘာလုံးလို့ဘာကန်ရမလဲဆိုတာဘွားမှာအဖြေမရှိတာဘုရားသခင်ကြောင့်မဟုတ်သင်ဖျားကိုဘာဖြစ်လဲမမေးလို့နော်အဖေကလူပြောပါအောင်နော်ဖျားကိုမေးပါနော်ဖျားကိုမေးပါနော်ဖျားကိုမေးပါဖျားနေကျွန်တော်အခြေအနေဘာလို့ဒီလိုဖြစ်နေရလဲကျွန်မအခြေအနေဘာလို့ဒီလိုဖြစ်နေတာဖျားနေကျွန်တော်တို့ဒီလိုဘဝမျိုးမှာပဲနေရတော့မှာလားအဲ့နိုင်ငံမှာကျွန်တော်ဟို16နှစ်သားပဲကျွန်တော်အလုံးလုံးနေတာအခုအသက်50ကျော်လာပြီဖျားနေထပ်ပြီးတော့မှသူများအလုံးမှာပဲလုပ်ပြီးတော့မှဒီလိုပဲပြမမနဲ့ကိုတော့ဒီလိုပဲလုပ်ရမှာလားဒီထက်ကိုတော့ကောင်းတဲ့လီလန်းတွေကျွန်တော်တို့ဖျားခဲ့ပြောပြပါလားတို့တခြားဘာညာလုပ်လို့ရအောင်မလဲတို့ထိုင်းစကားတက်တယ်လေတို့ထိုင်းနိုင်ငံမှာတွာလာတက်တယ်လေကျွန်တော်မှအတိမိတ်ဆွေတွေရှိတယ်လေဟောဖျားခင်ကိုမေးဖျားခင်ကဘာလုပ်လဲသင်တို့အကျိုးနဲ့ရှင်သောအရာနဲ့တွားအပ်တော်လမ်းမှာအမြဲတမ်းဖျားပါလို့လဲပြောပြလိုက်မယ်တွန်တင်ပေးလိုက်မှာဖြစ်တယ်အာမင်နောက်နံပါတ်1တစ်ချက်တော့ဘာဖြစ်လဲဘုရားခင်ကိုဘုရားသခင်မေးရင်ဘာဖြစ်လဲဒီမှာအဖြေရှိဖို့လိုတယ်အဲ့အဖြေကခါကြရင်လေသမင်းစားပြီလားတချို့ရှိရနော်သမင်းစားပြီလားမေးရင်ဘာဖြစ်လဲမေးတာတခုဖြေတာငိုင်းချက်တယ်ဟာတချို့ရှိရနော်ဖြေတချို့ဆရာကြီးတွေပြင်နေရှိရနော်စားပြီလားပြောငိုင်းချက်တယ်တချို့ကမေးတာတခုဖြေတာဘာဖြစ်လဲဟိုလူရင်းကိုဘာဖြစ်လဲမရောက်တက်တိတ်ခံလဲအဲ့လိုပဲလေဘုရားကောင်းမြတ်ကြောင့်တက်တိတ်ခံလဲအဲ့လိုပဲသူဘာပြောချင်တာလဲနော်ဘာပြောချင်တာလဲလူရင်းကပါလေအဲ့လိုနော်တချို့ကလူရင်းကိုမရောက်ပတ်နောက်ဆိုအဆုံးမတက်တတ်တော့နော်နောက်ဆိုတော့ဘုရားကောင်းကြီးပေးပါစေနဲ့ပြီးသွားအဲ့တော့အခါကျရင်တို့လည်းဘုရားသခင်ကိုဆုတာတောင်းနေတာလို့နော်လူရင်းမရောက်တော့ဘုရားခင်နေဖို့စားဖို့ကျွန်တော်တနေ့ဆုတောင်းပါတော့ဘုရားခင်ဒီနေ့ဒါလုံးကခုနေနဲ့မှဘုရားရှင်ကွယ်ကာပါမဆပါအလုံးထဲမှာဝဏနဲ့အစင်မပြူဘုရားခင်အစင်ပြဖို့မဆပါဘုရားခင်လောအလခါတွေပုံမှန်ရရှိဖို့ဘုရားရှင်မဆပါကလေးတွေကျမ်းမာခြင်းဘုရားခင်ပေးပါကလေးတွေကျမ်းမာရေးပညာရေးဘုရားရှင်ကောင်းချီးပေးပါဒီထက်ပို့ပြီးတော့ပါဖြစ်လေအဲ့ဒါကတကယ်ကြီးရချက်အမှန်တွေပါဖြစ်လေမဟုတ်ဘူးအဲ့ဒါတွေကလောကီသားတွေတောင်မှအဲ့ဒီအရာတွေပါဖြစ်လေရင်ဆိုင်ကြော်လွားနိုင်တယ်လောကီသားတွေကစားဖို့နေဖို့ဘာမှသူတို့ဆုတောင်းတာမရှိဘူးနိုင်လားပြောချင်တာကဒါတွေကနေ့စဉ်ရေပူရလိုအပ်တဲ့အရာတွေပဲအဓိကဘုရားခင်လိုချင်တဲ့အဖြစ်တစ်ခုကိုသင်ပေးနိုင်ရင်သင်ဘဝတစ်ခုလုံးပါဖြစ်လေတောင်းပြောင်သွားမှာဖြစ်တယ်အာမင်အဲ့တော့ဒီတောင်းစားလေးနော်လူကမျက်စိကံတာပါရှိတယ်ပညာရှိတယ်သခင်ရှေ့ကျွန်တော်ခန်းခန်းလာပြောတယ်နော်ပညာရှိခဲ့လို့မလုပ်တတ်မလဲစစ်စစ်မြင်းမြင်းကျင်းဆောင်ဒီတောင်းကားရဲ့အကွက်ကခေါင်ထိပါဖြစ်လေအကုန်စားတဲ့အကွက်တစ်ခါကျရင်ခရိယန်တွေပါဖြစ်လေအမိချက်အမိစားကောင်းချက်ပါဖြစ်လေကောင်းစားဒီတောင်းကားတော့မဟုတ်ပါဖြစ်လေငါတေယေရှုပြောလိုက်ဒီစကားလေးတစ်ခုတည်းနဲ့ပွဲပြီးသွားမယ့်စကားကိုပြောပါဖြစ်လေသူ့ဘဝမှာအဲ့ဒီအဖြေကိုမလုပ်ထားလဲရှာဖွေထားတယ်ဒါသင်ဘဝတက်တာထဲမှာလဲလေအဖြေကလူတိုင်းနဲ့တော့တယောက်နဲ့တယောက်တော့တူမှာတော့ပါဖြစ်လေမဟုတ်တကယ်လို့ဒါသခင်ယေရှုတင့်ကိုမင်းဘာဖြစ်ရှင်လဲငါသားလို့မင်းတစ်ချက်ထဲနဲ့ပြီးမဲ့အဖြေတစ်ခုသင်ပါဖြစ်မလဲဘာဖြစ်မလဲ
တခု key point တစ်ခုပါဖြစ်လေရသွားဖို့ပဲလို့ရှောလမုန်စုတောင်းတယ်တစ်ချက်ပဲဉာဏ်ပညာပဲပေးပါဗျာတစ်ချက်လေးပဲတောင်းတယ်အကုန်ရတယ်နော်ဒါကြောင့်လို့စစ်တော်ညီကိုမောင်တော်များဘာဖြစ်ရှင်လဲဖြေပါဘာဖြစ်ရှင်လဲဘယ်ကလူမေးကြည့်အောင်ဘာဖြစ်ရှင်အိမ်တော်ကြခြင်းလေဟောကျွန်တော်အိမ်တော်ကြခြင်းအာမင်းကလည်းကွာလောကမှာလူတိုင်းကအိမ်တော်ကြတာပဲဟုတ်လားဒါကဘာဖြစ်လဲအရေးကြီးခွင့်ကျယ်မှာမဟုတ်တာနော်ဒါပေမဲ့လောကမှာတောင်းသားတွေအများကြီးရှိတာပဲတကယ်ယေရှုရှိမှာဒါပေမဲ့ကျွန်တော်တမန်တော်ဝတ္ထုခန်းကြီးနှစ်လောက်မှာဆိုတွေ့ရလေအဲ့ဒီလူကပါတောင်းတယ်ရွှေနဲ့ငွေငါတောင်းတာပေါ်လူဟိုသာတမန်တော်ရှင်းမှာပေတရုနဲ့ယောဟန်ရှင်းမှာရွှေနဲ့ငွေလာတောင်းပေတရုနဲ့ယောဟန်ပါပြောငါတို့မှာရွှေလဲရွှေငွေလဲရှိယေရှုနာမနဲ့ထား၍ဒါတော့ခြေမစွမ်းတဲ့သူနော်တရောင်းစားသူလည်းတရောင်းစားပဲအဲသူကရွှေတောင်းတယ်ငွေတောင်းနော်တစ်ခါကျရင်လည်းဘုရားသခင်စီမှာကျွန်တော်တောင်းမှန်ကြံစီတ냐ထပ်တာရေးဘုရားခင်ပြင်ဆင်တဲ့အရာလဲအခုရှိပါတယ်နော်ဩဘုရားခင်ကလည်းငါတို့မတောင်းမိရပဲသိပါတယ်ငါတို့တောင်းတဲ့အရာနဲ့တာရေးကောင်းတဲ့အရာလဲဘုရားခင်ပေးပါတယ်ဒါလည်းမှန်ပါတယ်တစ်ခါကျရင်လည်းဘုရားခင်ကတင့်ကိုမေးတဲ့ခါမှာလဲတင်အဖြေတိတိကျကျပေးတတ်ဖို့ပါပဲလေနော်ဘိုင်းစားလဲငိုင်းချက်တယ်စားလို့ကောင်းလားစားပြီးပြီအဲ့လိုဖြစ်ရလေနော်စားလို့ကောင်းလားစားပြီးပြီဘယ်သွားမလဲအခုပဲပြန်လာတယ်အဲ့လိုမျိုးတွေနော်နေကောင်းလားဆိုတာအဲ့တော့ခရိယန်တွေလည်းဒီလိုပဲဘုရားခင်ရှေ့မှာဘုရားခင်မေးရင်နော်ပြောနေ့စဉ်ဆုတော့တောင်းနေရပဲအားလုံးကျွန်တော်ထင်တယ်အားလုံးမိတိုင်းဆုတောင်းလိုက်မယ်ဒါပေမဲ့ဘဝကမထူးတာနော်ဆုမတောင်းလို့မထူးတာမဟုတ်ဒါပေမဲ့ဆုတောင်းတတ်ရင်ပါဖြစ်လေထူးရတယ်ဒီကလူပြောရင်ဆုတောင်းတတ်ရင်ထူးလာတယ်ဟုတ်တယ်လေကျွန်တော်ညီကိုမောင်လည်းအားလုံးယုံကြည်သူခရိယန်ပဲလေဆုတောင်းတယ်ကျွန်တော်လည်းဆုတောင်းတယ်တင်းတို့လည်းဆုတောင်းတယ်ဆုတောင်းမှုပါဖြစ်လေတော့မထူးစားသိရလားအဲ့လိုပြောလို့ဟိုမစားရအောင်မနေအောင်ဟိုကျန်းစာတွေဟိုကျွန်တော်ဆုတောင်းနေရတယ်ဘုရားခင်မပေးတာမဟုတ်ပေးတယ်ဒါပေမဲ့ဘဝကဘာဖြစ်လဲမထူးခြားလာတော့ပြောချင်တာပြောတော့မတောင့်ပြောင်လာဘူးမထင်ပေါ်လာဘူးပြောချင်တာဘုရားရဲ့ကျေးဇူးတော်ကောင်းမြတ်ခြင်းကိုနော်တကယ်ပဲအာရုံမခံစားရအောင်နော်လာကုန်ပြီဆိုတာနဲ့ဘာဖြစ်လဲနော်ဟိုဟာပို့ရမယ်ဒီဟာပို့ရမယ်ဆိုတာနော်ဘဝမှာဟိုချစ်ကုတ်ရောဘာဖြစ်လဲအိမ်မန်းတယ်လောကကြီးထဲမှာတက်ရှင်อ่ะနော်ဟောပေးအောင်ပဲပြန်တော့ထည့်အောင်ဟိုခရစ်စမတ်လာတော့မတိုင်ခရစ်စမတ်လာတော့ဟိုနော်ဆယ်လပိုင်းရောက်ရှင်အမေကျေးဇူးချီးမွမ်းပွဲသွားမယ်3500တဲ့တယောက်3500ဟဲဘလားဆူအောင်အဲ့လိုနော်3500လားမသွားတော့ဘူး3500လားမသွားတော့ဘူးလေ3500ဆိုတာတကယ်တော့ဘာမှပါဖြစ်လဲမဟုတ်ဘူးတကယ်တမ်းကျတော့လေဒါပေမဲ့ဖြစ်လဲမသွားနိုင်ဘူးလို့လေပြောချင်တာနိုင်လာမင်းတော့သူတို့ဘဝဖျားသားသမီးဖြစ်ပြီးတော့မှခါကြရင်တကယ်တမ်းကျရင်ဖျားခင်ရွှေနဲ့ငွေကိုဖျားခင်ကပါဖြစ်လဲပိုင်မိသားပါနော်ဒါပေမဲ့ဘာလို့တစ်ခါကျရင်ဒီအရာတွေကျွန်တော်တို့ရဲ့အသက်တာမှာဖျားသားသမီးတရားအနေနဲ့တကယ်တမ်းကျတော့ဒါတွေကပါဖြစ်လဲပေါ်ရန်နေပါနော်ဒီကတက်တာအိုးမဝင်နိုင်ဘူးမိခတ်တယ်မယ်我们学校哦，我有你看到，那个学我得了的老设计的老玻璃啊，我到嘛，喏，设的手臂的，你不让人家们设的那个靠的啥吧，这嘞，是的嘞，好的啦，第二天就说得到不老钢筋，比他嘞，把别路嘞，老家的嘛，什么的月这嘞，啊，偏着了嘛，把这嘞，西端人，你家的阿拉把这嘞，也送了比他嘞，喏。လူသားဖြစ်သွားတဲ့လောကကြီးမှာဘုရားခင်ကျွန်တော်တို့ပြင်ဆင်ထားတဲ့ကောင်းကြီးမင်္ဂလာဘာမှပါဖြစ်လဲမခံစားလိုက်ရတချို့ရှိရနော်ဟဲ့ဒီထိုင်းနိုင်ငံပြန်လာတယ်ဟုတ်လားထိုင်းနိုင်ငံဘယ်မှာရောက်ဘူးလဲတော့တခါရောက်ခဲ့တာဒါနဲ့ကျွန်တော်ကထိုင်းနိုင်ငံကရောက်လာတာတချို့လူတွေဘာဖြစ်လဲအလုံးနဲ့အိမ်အလုံးနဲ့အိမ်ဘယ်မှလည်းမရောက်ဘာမှဘုရားခင်ဖန်ဆင်းထားတဲ့တောတောင်ရေမြေပင်လယ်နော်ဘာမှမခံစားရအောင်ဘုရားခင်ပြင်ဆင်ပေးထားတဲ့အင်မတန်မှကောင်းမွန်တဲ့အစားအသောက်တွေဘာမှမစားရအောင်အဲ့ဒါနော်ဆိုတော့စားကြမှာဘုရားခင်ပြင်ဆင်ထားတဲ့အစားအသောက်တွေကျွန်တော်မစားဘူးတဲ့အစားအသောက်တွေဘာဖြစ်လဲစားပါကျွန်တော်မသွားဘူးတဲ့နေရာတွေဘာဖြစ်လဲသွားပါနော်သူ့တောင်းဘုရားခင်စီမှာဘုရားခင်ဘာဖြစ်လဲပြင်ဆင်ပေးနိုင်ကျွန်တော်တို့ဒီຢာလေးအားဖြင့်ကျွန်တော်စစ်တော်ကြီးကိုမောင်များကိုအားပေးရှင်တယ်နော်
ကျွန်တော်ရဲ့အသက်တာထဲမှာလည်းနော်ကျွန်တော်ပြောလို့ကျွန်တော်အလွဲတွေတောင်းခဲ့တယ်နော်ကျွန်တော်ဆိုငွေရဖို့ငွေရဘုရားခင်ပြင်ဆင်ပေးပါလာကုန်ပြီဆိုတော့ဘုရားခင်အကောင်းဆုံးကျောင်းလာခဝီမာကျမ်းစာကျောင်းတက်တော့လဲကျောင်းလာခဘုရားခင်ပြင်ဆင်ပေးပါဒါပေမဲ့လေအခုနောက်ပိုင်းတော့ဘုရားအလိုတော်တည်သွားတော့လေလူအပ်တဲ့ຢာတွေအားလုံးဘုရားတို့ဘာဖြစ်လဲပြင်ဆင်သွားတာနော်အခုနောက်ပိုင်းကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်ပြီးတိတ်ပြီးတော့ဘာဖြစ်လဲတိတ်စုမတောင်းဖြစ်တော့နော်စုမတောင်းဖြစ်တော့ဆိုတော့ပြီးရင်စနပြောလို့ဘုရားခင်သူများတင်းတော်တွေမှာတကယ်ပဲနော်လာပပနဲ့ကင်မရာနဲ့ဘာနဲ့ညာနဲ့ဟာကြည့်လိုက်ရင်တော့တကယ်နော်ကိုလည်းလူချင်တယ်နော်ဆူတောင်းတယ်ဘုရားခင်ပြင်ဆင်ပေးအားလုံးဒါတွေရောက်လာတယ်ဒါတွေအကုန်ရောက်လာတယ်ဒီမှာတရားဝင်လူမရှိတော့အဲ့တော့လူမရှိတော့ဒါဘာလုပ်မလဲစဉ်းစားကြည့်ရတော့လူမရှိတော့ဒါတွေဘာလုပ်မှာဘာလုပ်လို့မရတော့လေနော်အဲ့တော့ဘုရားခင်ကျွန်တော်မားပါတယ်အရေးကြီးတဲ့ຢာကိုကျွန်တော်ဘာဖြစ်လဲမတောင်းဆိုမိလိုက်ဘူးဒါကအရေးကြီးတာမဟုတ်အရေးကြီးတာပျောက်ဆုံးဝိညာဉ်တွေဒီထဲမှာဘာဖြစ်လဲရောက်လာဘူးအခုနောက်ပိုင်းဆိုပျောက်ဆုံးဝိညာဉ်တွေလူတွေဘုရားခင်ပြင်ဆင်ပေးဖို့ပဲဆုတောင်းအာမင်ဆိုအဓိကကိုဘာဖြစ်လဲတိလာဘုရားခင်စီမှာအကောင်းဆုံးသောအရာတွေကိုဘာဖြစ်လဲတောင်းဆိုတက်လာနော်ဒါကိုဆုတောင်းတတ်တော်သူလို့ဘာဖြစ်လဲခေါ်တယ်အာမင်အများကြီးရှောက်မတောင်းနော်အများကြီးရှောက်မှာတခါကျကျွန်တော်ဘုရားခင်စီမှာပြောတာအများကြီးဒါပေမဲ့အရေးကြီးတာဘုရားခင်ရှေ့ကိုဘာဖြစ်လဲမရောက်တော့ဆိုတော့အဲ့ဒီအရေးကြီးတဲ့အရာကိုတင်ကိုယ်နိုင်ကရှာဖွေရရှိသွားဖို့ဘာဖြစ်လဲလို့ပဲအာမင်ကျမ်းစာဖတ်ပါနော်နှုတ်ကပတ်တော်ဘာဖြစ်လဲများများခံယူပါဝိညာဉ်တော်နဲ့အမြဲတမ်းအကျွမ်းဝင်မိတ္တဟာယဖွဲ့ပါဘုရားအလိုတော်တည်သွားရင်လေသူအရှိတောင်းစရာမလိုနော်သူအရှိတောင်းစရာမလိုတစ်ချက်တည်းတောင်းလိုက်တာနဲ့အကုန်တောင်းဝင်မတောင်းစားစရာမတောင်းမျက်စိမြင်ပြီဆိုတော့ဘာလို့သေးလဲဘဝမှာဟုတ်လားသူ့ဘဝအတွက်အရေးကြီးဆုံးပါပဲလေမျက်စိကျွန်တော်ဘဝအတွက်အရေးကြီးဆုံးပါလဲဘုရားခင်နေကြီးဘုံမှာကျွန်တော်ထားရတာဘာလဲဘုရားခင်ဒီနေကြီးဘုံမှာကျွန်တော်ကိုရွေးနှုတ်ထားတာကဲတင်ရှင်းပေးထားတာကျွန်တော်ဘာလုပ်ဖို့လဲကျွန်တော်ဘာအတွက်လဲဒီနေကြီးဘုံမှာကျွန်တော်ဘာအတွက်အသက်ရှင်နေတာဘာလုပ်ဖို့လဲနော်အဲ့တော့ကျွန်တော်တို့သိသွားရင်ဘာဖြစ်လဲဘဝကသူ့ချသွားတာဖြစ်တယ်အာမင်နောက်ဒီရလေးအဖြစ်အားပေးရှင်ပါတယ်အာမင်အဘေးကလူကိုထပ်ပြီးပြောလိုက်ပါအောင်ဘုရားကိုမိကုမိပါမိကုမိပါမိပါဖျောင်းမိလိုက်ဖျားပါလုံးလိုက်မယ်ပြန်ဖြေတယ်နောက်တစ်ခုကကြတော့ဘုရားခင်တင်းကိုမေးလာရင်ဘုရားခင်တင်းကိုမေးလာရင်ဟာလားအေးနင်ကားတောင်းတယ်လားတမင်းပါဘာလို့မလဲကားဘာလို့မလဲကားအဲ့တော့ကျွန်တော်မိမနဲ့ဖတ်ထဲမှာသွားလဲဘူးအဲ့လားဆိုရင်တော့ဘာဖြစ်လဲရွေချက်နဲ့မဟုတ်ဘူးဘုရားခင်တို့ရဲ့ဒီတိုက်လေးမှာနော်မြောက်ဘုရားကျောင်းသွားတဲ့အခါမှာဘာဖြစ်လဲခက်ခဲရှိတယ်နော်တခြားညီမရှိတဲ့ညီကိုမောင်မတွေသွားချင်လို့တာချင်လို့ရှိရင်ဘုရားကျောင်းသွားလို့ရအောင်ပါတခြားအသင်းတော်မှာလိုအပ်တဲ့အရာတွေရှိရင်လည်းအသုံးပြုလို့ရအောင်ပါဒါဆိုဘာဖြစ်လဲဘုရားရှင်ဖြေတဲ့အရာဘာဖြစ်လဲလျှောက်ပတ်တယ်တင့်တက်တယ်လျှောက်ပတ်နော်အခါကျရင်ကျွန်တော်တို့ဘုရားသခင်စီမှာကျွန်တော်တို့ဆုတောင်းတယ်ဘုရားပြန်မေးကျွန်တော်တို့ဘာဖြစ်လဲဖြေရှင်တာရှောင်းဖြေတယ်နော်ဘုရားမေးဖြေရှင်တာဘာဖြစ်လဲရှောင်းဖြေတာတိကျတဲ့အဖြေဘုရားသခင်ကိုကြည်တတ်ရအောင်အာမင်အမေကြည့်ပါအောင်ဘုရားမေးအဖြေရှိပြီလားဘာဖြေမလဲလို့ခုချိန်မှာဘာဖြေမလဲဘုရားနော်ကျွန်တော်မှာတော့ရှိတယ်နော်ကျွန်တော်ကရှိတယ်တော့တင်းတို့ကလည်းရှိကြပါစို့အာမင်ရောက်ဆိုင်ဘုရားကောင်းချီးပေးပါစေ